လာပါကျွန်တော်ကတော့ Falcon ပါဒီနေ့ဗီဒီယိုမှာတော့ Julia နဲ့ဘယ်လိုကြားရလဲဆိုတာဗီဒီယိုလေးကိုအတူတူကြည့်လိုက်ရအောင် Let's go အော်နေရောဗီဒီယိုလေးမစခင်မှာကျွန်တော် channel လေးကို like subscribe လုပ်ခဲ့ဖို့တော့ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင် Let's go Julia ရဲ့ item ဘာလို့ကြားရလဲ Julia ရဲ့ item ကျွန်တော်ဆောင်းကြိုက်ရဘာလို့ display ကြိုက်ရင်ကျွန်တော်ကိုမှကြိုက်ရတော့မှန်းခဲ့စကေးဝိုင်းရဘယ်လိုအဖက်တွေပါကြည့်မလဲစကေးဝိုင်းကြမီးနဲ့စကေးတူကြတော့ရှုံးနေထူတာစကေးတူကြတော့ဘာကောင်ရမလို့နောက်တော့ရတယ်အဲ့ဒါကိုရှိခွာလာတော့ကိုရှိလေးလူတွေရွှေလေးလူတွေကိုရှိခွာနေစီမှာခွာနေခွာမလာဘူးမလာဘူးနေခွာကိုရှိခွာတာဝါချိုးလိုက်ကွာချိုးတယ်တာဝါချိုးတာဝေးဟာလာပဲရောက်ချလာတယ်ဒါမျိုးနာပြီး Oh my god ဒါမျိုးဝမ်းဟစ်အားလေးပဲရှိတယ်လက်ကြီးမြောက်တူလေးကဝမ်းဟစ်ပဲအားလေးမှဝမ်းဟစ်ဖြစ်တယ်လက်ကြီးက easy ဝမ်းဟစ်ဒီပဲလေးစားပြီးကော်ပီတော့လေးစားတော့ကွာကော်ပီတော့စားချင်မှာဟာလာဘူးရောက်ချလာတယ်ရောက်ရေးအိုးဒီပြပါလားငါပြပါလားကြည့်မယ်ငါချိုးရတယ်ကွာဘလို့ချိုးရလဲမသိဘူးဆွေးငါလာတယ်တေးလေးရောက်မှာနိုင်ရမှာပါရတယ်ရောက်ရေးအဲ့ဆောင်းစီပါလာလူကစီပါလာမရလိုက်ကွာမို့စီပါပြက်လာမယ်တားကြီးလာမယ်မနကခါလာဦးတော့ပြေးဟာလည်းဖြစ်မယ်စပါဖွင့်ကြရမတိတကောင်ချုံထပ်ဖို့ရတပည့်ထပ်ဖို့ yes ထပ်ဖို့ရတယ်ဘလူးပဲလေးပဲစားရမှာပဲဘလူးပဲအနာဘကဘလူးပဲလေးစားမှာမစေးပါရမှာ surprise ဝင်တိုက်တာရှော့မှာမပြောတော့ဘူးဟေးဒီမှာလည်းကြည့်ပါစူးရတက်မယ်ဆိုစူးရတာဖန်ကဘလို့ဆွဲသွားလဲမသိဘူးမမြင်ဘူးအဖက်တွေကများလို့မဆွဲတာမမြင်ဘူးညမချုံမထိုင်ဆောင်နေကွာစကေး1စကေး2နဲ့ဝင်လိုက်တာကွာမပြည့်ဘူးလေကွာတို့တာလို့သွားသေးတယ်ခေါင်းမရောက်အောင်ခါပဲဒီလေကိုကြီးလာမယ်ဟာလာပစားလေးကိုဒီလေကိုကြီးလာခဏဆောက်စကေး2စကေး1မထီဘူးရဲတယ်စကေးရိုက်တယ်ချာအောင်ဒီလိုပဲကြတော့ဝချစကေးချာဝေးဝါစကေး2နဲ့ဝင်သွားတယ်ပြက်တယ်ပြန်ထွက်လာခဲ့တာလေရပါမလားမသိတာလည်းလူကြည့်လိုက်မယ်ရမလားဝီကြီးနဲ့ဝီတဲ့ဝင်ချတော့ဘယ်နှကောင်လားငါကုန်လားငါရိုက်မှာဟိုတော့ဒီမှာနိုင်မင်းအများကြီးထွက်နေပြီလားလာပဲထုတ်ဖို့လောင်းဝင်တော့ဘယ်လိုလဲခုချင်းလောင်းမှာခုနကောင်တေးပါမလားတေးမီချင်းထုတ်ဖို့မီးနေမပြေးနဲ့လေဟာဘာလို့ပြေးတာလဲကွာမီးနေရတယ်ကွာတန်ကောင်းရတယ်မခုချင်းဒီဘက်မှာဒီပရိမိုက်တဲ့စုလေချိုးရတယ်နှကောင်251ကျုံးမှာဟိုလာ physical ရတယ်မင်းနာပြေးတာလေရောဒီတာကြီးစပင်းရောလာဝေးတယ်တဲ့ပဲထင်လားမသိဘူးဒီလေချိုးသွားရတော့နေပန်ရောက်သွားဒီလေကိုနေပြန်ပို့လိုက်နော်နောက်ဆုံးတော့လေချုံလာခဲ့ပါပြီအားလုံးချုံလဲဆိုတော့ကျွန်တော်က TV ကfan ကြီးစားခဲ့ပါတယ်ဒီနေ့ပြီးတော့ဒီလောက်ပါပဲနောက်ပြီးတော့ပြန်တွေ့မယ်အားလုံး bye bye